သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ပြာသူလပိကျော်15ရက်နေ့2011ခုနှစ်ဇန်နဝါရီလ23ရက်ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့၌မိုးကောင်းလမ်းမဟာဗောဓိပရိယတ္တိစာသင်တိုက်မဟာဗောဓိမြတ်စွာဘုရားရှေးကျောင်းတော်တွင်ဆင်းကျင်းပပြုလုပ်အပ်သည်နန္ဒောနန္ဒ5ပါးနှင့်ကွာမဟာဗောဓိဆရာတော်ဘုရားကြီးဟာဥထိတ်ထားလေတော်မြတ်မွန်ဤမွေးနေ့အထိတ်အမှတ်ဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောလက်တွေ့ကြသောအဆုံးအမတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကုံကိုအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအပ္ပမေယံရေအတွက်တိုင်းဒါဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်္ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ကအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနေဆွဉ္ဉ္ကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝေနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလက်တွေ့ကြသောအဆုံးအမလက်တွေ့ကြတဲ့အဆုံးအမဆိုတာလက်တွေ့လုံးလို့ဖြစ်တဲ့အဆုံးအမမျိုးဒါလို့ဆိုတော့တချို့အဆုံးအမဩဝါဒတွေကလက်တွေ့လုံးလို့မရတာတွေလည်းရှိစိတ်ကူးရင်ပြောထားလို့ရှိရင်လက်တွေ့လုံးတဲ့အခါမှာတစ်မျိုးတစ်မီဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမတော့လက်တွေ့ကြဖြစ်လဲဖြစ်နိုင်တယ်ဖြစ်လဲဖြစ်ခဲ့တယ်ဖြစ်လဲဖြစ်နေတယ်အဲ့ဒီလိုလက်တွေ့ကြတဲ့အဆုံးအမမျိုးဟာမြတ်စွာဘုရားရဲ့သာသနာမှာရှိတယ်ဘာသာတရားတိုင်းမှာလက်တွေ့ကြတယ်ဆိုတာရှိချင်မှရှိတာအဆုံးအမတိုင်းမှာလည်းပဲလက်တွေ့လုံးလို့ရတယ်ဆိုတာလည်းရှိချင်မှရှိတယ်တခါတရံလောကမှာဥပရိဆိုပြီးတော့ထုတ်ပြန်ထားတာလည်းရှိတယ်အဲ့ဒီဥပရိထုတ်ပြန်ထားတာကြိုတင်ထုတ်ပြန်ထားတဲ့ဥပရိကလက်တွေ့လုံးတဲ့အခါမှာအသုံးမဝင်တာတို့အစင်မပြေတာတို့ဒါမျိုးတွေရှိတတ်တယ်လေအဲ့တော့ကိစ္စတိုင်းဟာလက်တွေ့ကြတာတော့မဟုတ်ဘူးအဲ့တော့လက်တွေ့ကြတယ်ဆိုတာအဝင်ခွင်ကြအဆိုတိုင်းလုပ်ရင်အဆိုတိုင်းဖြစ်တယ်ဆိုတော့မှလက်တွေ့ကြတယ်လို့ဒီလိုပြောရအောင်ပေါ့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေရဲ့
ဘုရားရဲ့အဆုံးအမတွေကဘာဖြစ်လို့လက်တွေ့ကြတယ်လဲဆိုမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောတဲ့တရားတွေဟာ tradition လို့ခေါ်တဲ့အစဉ်အလာယုံကြည်ချက်တွေကိုဟောတာမဟုတ်ဘူး hearsay လို့ခေါ်တဲ့သူပြောလူပြောတွေကိုဟောတာမဟုတ်ဘူးဟိုစာအုပ်ဒီစာအုပ်ထဲကထုံးလုပ်ပြီးတော့ဟောတာလည်းမဟုတ်ဘူးမြတ်စွာဘုရားဟောတာဟာတယံအဘိညာပစ္စည်းကတ္တဝပဝေဒေတိတယံအဘိညာဆိုတာကိုယ်တိုင်သိအောင်လုပ်ပြီးကိုယ်တိုင်အသိဉာဏ်နဲ့သိပြီးမှပစ္စည်းကတ္တဝလက်တွေ့ကြကြဆောင်ရွက်ပြီးတော့မှလောက်ခံပြီးတော့မှပဝေဒေမိဟောပြောတယ်လို့ဆိုတော့မြတ်စွာဘုရားဟောပြောတဲ့တရားတွေဟာတကယ်လက်တွေ့ကြတယ်တရားတွေတာဖြစ်တယ်ဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတွေဟာတန်ဋိဋ္ဌိကတကယ်လုံးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ရှုမြင်နိုင်တယ်ဆိုတဲ့ဒီအမခံချက်တစ်ခုနဲ့ပဲအတ္တမကျင့်တတ်စေကောင်းတယ်ကိုယ်တိုင်သိနိုင်တာမဟုတ်ဘူးဘာသာတရားတိုင်းမှာနော်ကိုယ်တိုင်မသိနိုင်ပဲနဲ့အပြောလေးနဲ့လွှမ်းရတဲ့ဘာသာတွေအများကြီးပဲလောကကြီးမှာတကယ်လက်တွေ့ပြနိုင်ရလားလို့ဆိုလက်တွေ့မပြနိုင်တာတွေအများကြီး။ဘာမြတ်စွာဘုရားရဲ့အဆုံးအမမှာတော့အလုံးလက်တွေ့ပြလို့ရတယ်ဒီလိုဆိုလိုတာဒါကြောင့်မို့လို့တန်ဋိဋ္ဌိကောဆိုတဲ့စကားလုံးကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာတယံပတ္တိတဘောကိုယ်တိုင်မြင်လို့ရတယ်ကိုယ်တိုင်ရှုမြင်နိုင်တယ်ကိုယ်တိုင်လက်တွေ့လုပ်ကြည့်လို့ရတယ်လို့ဒီလိုပြောတာနော်အဲ့တော့လက်တွေ့အရာမှမဖြစ်ပါဘူးတချို့ပြောကြတယ်လေဒါကြီးကကောင်းတော့ကောင်းတယ်လက်တွေ့လုပ်တော့အဆင်မပြေဘူးလို့ဒီလိုပြောတာရှိတယ်လေရသော်ဘုရားတရားတော်မှာတော့အဲ့ဒါမျိုးမဟုတ်ဘူးလက်တွေ့လုပ်ရင်လုပ်သလောက်အတိုင်းအတာတစ်ခုမှာလုပ်သူကိုယ်တိုင်တွေ့ရှိခံစားလို့ရတယ်သိမြင်လို့ရတယ်တိုးတော့လေလုပ်တဲ့ကိုလူတိုင်းခံစားနိုင်သလားသိနိုင်သလားလို့ဆိုပစ္စတံဝေရိတဘောဝိညူဟိဝိညူလို့ခေါ်တဲ့နားလည်နိုင်တဲ့စွမ်းရည်တတိပညာအခြေခံရှိဖို့တော့လိုတာပေါ့ဟောဝိညူဖြစ်ဖို့တော့လိုတာပေါ့ဝိညူဆိုတာတမန်အရေးချင်းမဟုတ်ဘူးအသိပညာစီးပူးပြီးတော့အထောက်ရတဲ့အရေးချင်းမျိုးတွေပေါ့အဲ့ဒါလို့ကိုယ်တိုင်သိထားတဲ့အသိဉာဏ်ခံယူနိုင်စွမ်းရှိတဲ့အသိဉာဏ်အဲ့ဒါလို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်လက်တွေ့ကိုယ်တိုင်သိရှိနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မို့လို့မသိသေးလို့ရှိရင်အဆုံးအမကလက်တွေ့မကြလို့မဟုတ်ဘူးအဆုံးအမကလက်တွေ့ကြတယ်လို့သူရဲ့အရေးချင်းလိုနေသေးလို့သာသို့တော့မြတ်စွာဘုရားကအချိန်နဲ့အခါနဲ့ဆိုတာကြိုးစားအထောက်ဖို့တိုက်တွန်းထားတာရှိတယ်ပုဂ္ဂိုလ်၄ဆင့်ကြာ၄ပွင့်ဆိုပြီးတော့ဘုန်းကြီးတို့ဟောထားတာတစ်ခါတော့ရှိတယ်အဲ့ဒီထဲမှာဗုဒ္ဓမြတ်စွာအဆုံးအမနဲ့ကြုံတွေ့လို့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေဟာအဆင့်၄ဆင့်မှတ်သားလို့ရတယ်ပေါ့ဒါကဖယားနဲ့မဆိုင်ဘူးအဆုံးအမတရားနဲ့မဆိုင်ဘူးပုဂ္ဂိုလ်ရဲ့အရေးချင်းနဲ့ဆိုင်တယ်ပုဂ္ဂိုလ်ရဲ့အရေးချင်းကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်အရေးချင်းဆိုတာဒါကတော့လက်တွေ့မှာရှိတာပဲပေါ့လူတိုင်းဟာဒီအရေးချင်းချင်းတူတာမှမဟုတ်တာဟုတ်မတူဘူးဆိုတာလက်တွေ့ပြလို့ရတဲ့ကိစ္စပဲပေါ့ကဲလက်တွေ့ပြတဲ့နေရာဒီမြတ်စွာဘုရားတရားကိုနာယူပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေထဲမှာတချို့ပုဂ္ဂိုလ်ကအရေးချင်းအဆက်မမီလို့ဒီဘဝမှာသူ့မှာစကလုံးသာလင်သူ့အတွက်စကလုံးနဲ့ပဲအဆုံးသတ်တယ်ဆိုတော့မြတ်စွာဘုရားဟောတယ်တဗ္ဗေသင်္ခါရအနိစ္စတဗ္ဗေသင်္ခါရဒုက္ခတဗ္ဗေသင်္ခါရဟောအနိစ္စဒုက္ခအနတ္တသင်္ခါရတရားတွေဟာအနိစ္စဒုက္ခအနတ္တတဗ္ဗေဓမ္မအနတ္တသင်္ခါရဓမ္မတွေအားလုံးဟာအနတ္တလို့ဆိုတယ်ဒီစကလုံးကိုသင်ယူပြီးတော့ဒီစကလုံးကဖော်ပြတဲ့အ내အဓိပ္ပာယ်ကိုပညာဉာဏ်နဲ့ထိုးဖောက်မြင်နိုင်စွမ်းမရှိမြင်နိုင်စွမ်းမရှိစကလုံးတော့သူရလိုက်တယ်သိတယ်သို့တော်ဒီရဲ့အဓိပ္ပာယ်အလေးနဲ့ကို
အသိဉာဏ်နဲ့ထိုးဖောက်မြင်နိုင်စွမ်းမရှိ penetration ပေါ့နော် penetrate မလုပ်နိုင်ဘူးလို့အတိဝေဒဆိုဖောက်ထွင်းပြီးတော့မြင်နိုင်စွမ်းမရှိဘူးအပေါ်လောက်ပဲသိအပေါ်ယံသိတဲ့အသိမျိုးသဗ္ဗေသင်္ခါရအိဋ္ဌသင်္ခါရအလုံးဟာမမြဲဘူးသဗ္ဗေသင်္ခါရဒုက္ခမမြဲတဲ့သင်္ခါရတွေမှန်သမျှဒုက္ခဆင်းရဲတယ်သင်္ခါရတွေမကဘူးသဘာဝတရားအလုံးသဗ္ဗေဓမ္မအနတ္တအလုံးဟာကိုယ်လိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့ကိုယ်အလိုတိုင်းမဖြစ်ဘူးဆိုရင်ဒီဆုံးမသွန်သင်ချက်လေးကိုလက်တွေ့စဉ်းစားတဲ့အခါမှာအသိဉာဏ်မမီတော့စကလုံးတင်မဲ့သူလမ်းဆုံးတဲ့ပုဂ္ဂိုလ်မျိုးကိုပဋ္ဌပရမလို့ခေါ်တယ်ပဋ္ဌဆိုတာစကလုံးပရမဆိုတာပြီးဆုံးသွားတာစကလုံးတင်မဲ့အဆုံးသတ်တဲ့ရှေ့မတိုးနိုင်ဘူးလို့ပြောတာနော်အဲ့လိုပုဂ္ဂိုလ်မျိုးလည်းရှိတာပဲဒါကတော့ဒါကအဆုံးမနဲ့ဆိုင်သလားဆိုဆိုင်ဘူးမဆိုင်ဘူးသူ့ရဲ့ခံယူနိုင်တဲ့စွမ်းအားနဲ့ပဲဆိုင်မြတ်စွာဘုရားအဆုံးအမကလက်တွေ့မကြလို့မဟုတ်ဘူးလက်တွေ့ကြတယ်သို့တော့ခံယူနိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဉာဏ်ဉာဏ်သွေးအရေးချင်းကအစစ်မမီဘူးအဲ့တော့အစစ်မမီပေါ့ဝမ်းနေရမှလားဆိုဝမ်းနေကြမလို့လုံနေရလုံနေခြင်းအပြင်အစစ်မီလာမှာမတင်မဲနေရင်တတ်ဘူးလေသင်လာလို့ရှင်တတ်လာမှာပဲတနေ့ချဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သင်လာလို့ရှင်ဥပမာသူများကတလသင်ရတဲ့ပညာရတစ်ခုကိုဉာဏ်လေးတဲ့ပုဂ္ဂိုလ်ကတစ်နှစ်သင်ရတော့မပေါ့တလနဲ့မတက်လို့မတက်ပါဘူးလို့ပြောလို့မရဘူးတစ်နှစ်ဆိုရင်တက်ပါပဲဒီလိုဆိုလိုတာပေါ့နော်ဒါပေမဲ့လုံးဝမတက်တဲ့လူလည်းရှိသေးတယ်သိတ်ကိုဉာဏ်ဖြင်းသွားတဲ့ပုဂ္ဂိုလ်မျိုးလည်းပဲ950ဇတ်ထဲမှာလေဆရာကြီးကသူ့တပည့်ကိုကျေးဇူးတင်လို့ငါတပည့်ငါပေါ်ကျေးဇူးသိပ်များတာသိပ်များတော့သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုစမ်းသပ်အောင်ပါပဲသူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုငါစမ်းသပ်မယ်ဒီကောင်ပညာသင်လို့ရမရသူ့ကိုစမ်းသပ်အောင်မယ်လို့ဆိုပြီးတော့စမ်းတာမင်းမြင်ခဲ့တာတွေငါပြောစမ်းกว่าမြင်ခဲ့တာတွေငါပြောစမ်းกว่าဆိုတော့ပြောတယ်ဆရာကျွန်တော်လမ်းမှာမွေကြီးတွေ့ခဲ့အဲ့မွေကြီးကဘာနဲ့တူတော့ကွာထွန်တုံးကြီးနဲ့တူတယ်နဲတော့နီးစပ်တယ်ပေါ့ဒီကောင်တိတ်မဆိုးဘူးပေါ့နော်တိတ်မဆိုးဘူးသူ့ဉာဏ်ရည်ဉာဏ်သွေးစမ်းသပ်ကြည့်ဒီကောင်တိတ်မဆိုးဘူးနောက်ရက်ကျတော့ပဲသွားတော့ဆရာကျွန်တော်တို့အပင့်ဖိတ်ရှိလို့ဖိတ်ကြားချက်အရာသွားပြီးတော့ရှင်းတော့ဘုန်းကြီးတွေပရိရွတ်ပင့်တယ်လို့ပေါ့ပုံသားတွေကိုသူတို့ကမန္တန်ရွတ်ဖို့ပင့်လူတွေကဖိတ်ကြမင်္ဂလာရှိဖို့မင်္ဂလာစကားဆိုဖို့ဖိတ်တဲ့အခါမှာသွားတယ်ဖိတ်တော့အိမ်တွေကဘာကျွေးမွေးတုံဆိုနို့ဒန်းထမင်းကျွေးလိုက်တယ်နို့ကနာထမင်းကျွေးလိုက်ဆရာကြီးကမေးတယ်မင်းဒီနေ့မင်းတို့ပြန်လာတော့ကဲမင်းပြောစမ်းဘာစားခဲ့ရတော့နှုတ်ကနာထမင်းအဲ့နှုတ်ကနာထမင်းကဘာနဲ့တူတော့ထွန်တုံးကြီးနဲ့တူတယ်သွားပြီဒီကောင်နော်အကုန်လုံးထွန်တုံးနဲ့ရွယ်ချနေတာဆိုတော့နော်ကဲမင်းတော့ပညာသင်ပေးလို့တော့မရတော့ဘူးဒါလောက်ဉာဏ်ဉာဏ်သွေးလဲတဲ့လူကလည်းရှိသေးတယ်လေဉာဏ်ဉာဏ်သွေးထက်မထက်ဒီဉာဏ်ဉာဏ်သွေးခန္ဓာရည်ချင်းဆိုတာအလွန်အရေးကြီးတယ်အလွန်ကိုအရေးကြီးတယ်ဒါကြောင့်မို့လို့ရှေးကဆရာတော်ကြီးတွေတို့ဟိုစံနမူနာတစ်ခုပြောရမယ်ဆိုလို့ရှိရင်အတောကမင်းတရားကြီးကပညာတော်သင်အတောကမင်းတရားကြီးကသာသနာပြုပုဂ္ဂိုလ်တွေဆေလွတ်လိုက်တဲ့အထက်မှာသူ့ရဲ့သားတော်မဟိန္ဒကိုတိရိလင်္ကာဒီပကျွန်းကိုလွတ်လိုက်တာလင်္ကာဒီပကျွန်းလွတ်တော့သူကသူ့ရဲ့မေတော်ဝိဒိတကမေတော်စီကိုသွားပြီးတော့သူများလွတ်တဲ့အချိန်မှာသူမသွားပဲနဲ့နော်အတောကမင်းကြီးတို့ကစီမံပြီးလွတ်လိုက်တာဆိုပါတော့တစောင်းမုံလာလောက်လွတ်တယ်တစောင်းမုံလာလောက်မှသူမသွားသေးပဲနဲ့ဘယ်ကျမှကြွတော့ဆိုနေုံလားလောက်မှသူကြွသွားတာဒါမို့တီဟိုကျောင်းကနောက်ကျ9 လလောက်နောက်ကျအတောကမစ်ရှင်ကမြန်မာနိုင်ငံလို့အယူဆရှိကြတဲ့သွန်နာဘုံမီကိုအတောကမစ်ရှင်ရောက်တာတစောင်းမုံလာပတ်ဝန်းကျင်မှာရောက်တယ်ပေါ့အဲ့ဒီတစောင်းမုံလာပတ်ဝန်းကျင်ရောက်ပြီးတော့မှရှင်မဟိန္ဒတို့မစ်ရှင်အဖွဲ့ကလင်္ကာဒီပကိုနေုံလာပြီးနေကြမှာရောက်ဒါကြောင့်မို့တီဟိုလူမျိုးတွေကအဲ့ဒီနေ့ကိုပုစွန်ပူရဲ့ဆိုပြီးတော့နေုံလာပြီးကိုပုစွန်ပူရဲ့ဆိုပြီးဒီရှင်မဟိန္ဒကြွတဲ့နေ့ကိုထိမ့်မှတ်လုပ်တယ်အကြီးကျယ်ရှင်မဟိန္ဒသာသနာပြု
ဗမာတွေကတော့အဲ့ဒါမေ့ထားတယ်ရှင်သောနာဥဒ္ဒရသာသနာပြုတဲ့နေ့ဘယ်နေမှတော့မသိဘူးတီဝတွေကအဲ့ဒါကိုအထိတ်မှတ်လုပ်ကြသူတို့ပုစွန်ပူရက်ဆိုအရေးကြီးကြီးကျယ်ကျယ်တိုင်းပြည်မှာဘာလို့လို့ရှင်မဟိနာကြွားတဲ့နေ့ဆိုသာသနာပြုတဲ့နေ့တက္ကသိုလ်နဲ့ဘာနဲ့တေချာမှတ်ထားကဲကောင်းပြီအဲ့ဒီရှင်မဟိနာကသူလင်္ကာရိဘကိုကြွလာတဲ့အခါစိတ္တိယပပတ္တလို့ခေါ်တယ်အဲ့ဒီတောင်ပေါ်မှာခြေချတယ်ပထမဆုံးတောရအကြောင်းအဲ့ဒါကိုတီဝကနေ့မဟိန်တလိလို့ခေါ်တယ်သူတို့ဘာသာနဲ့မဟိန်တလိလို့ဆိုတာမဟိန်ဒတလမဟိန်ဒမထေမြေပြင်ကိုဆင်းသက်တဲ့နေရာသူကကောင်းကင်အကြွလာတာခုခေတ်လိုလေမြန်မှမရှိတာနော်လေမြန်မရှိတော့တကိုးပင်ရင်နဲ့ကောင်းကင်အကြွလာကောင်းကင်အကြွလာပြီးတော့အဲ့ဒီတောင်ကြီးမှာဆင်းသက်တာတောင်ပေါ်မှာဆင်းသက်ဒါကြောင့်မလို့အခုကတည်းကမဟိန်တလိတောင်ဆိုတာရှိတယ်ဘယ်နှမှာရှိတော့ဆိုအနုရဒပူရမြို့ရဲ့အရှိတဲ့ခက်လန်းလန်းမှာရှိတယ်ပေါ့နော်အဲ့ဒီမှာဆင်းသက်တဲ့အခါကျဘာလို့အဲ့ဒီမှာဆင်းလို့ဆိုတော့အနုရဒဘယင်ကအဲ့ဒီတုန်းကအနုရဒဘယင်ကြီးကဒေဝနာပိယတိတ်တာပဲဒေဝနာပိယတိတ်တာမင်းကအဲ့ဒီအချိန်မှာတောကစားထွက်နေတာအနုရဒပူရာကနေထွက်လာပြီးတော့အဲ့ဒီမဟိန်တလိတောင်ချေမှာတောကစားတောလေပြီးတော့ပြစ်ခတ်ဖို့လာတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာရှင်မဟိန္ဒကလူစုကွဲအောင်လုပ်လိုက်တော့ကျန်တဲ့ဘုရင်ရဲ့နောက်လိုက်တွေကတအုပ်စုဖြစ်သွားပြီးတော့ဘုရင်ကြီးကလမ်းမှားပြီးတော့ရှင်မဟိန္ဒတို့ရောက်တဲ့ဘက်ကိုရောက်လာတယောက်တည်းရောက်အဲ့လိုရောက်တဲ့အချိန်မှာရှင်မဟိန္ဒကဘာခေါ်တော့ဟေးတိတ်တဒီဘက်လာခဲ့ဒီဘက်လာခဲ့သူ့တိတ်တဆိုတဲ့နာမည်နဲ့ခေါ်တာနော်တိတ်တဒီလာလို့ခေါ်တော့အော်ဒီနိုင်ငံမှာငါ့ကိုနာမည်နဲ့ခေါ်တာသူမှမရှိဟုတ်တယ်ဘယင်ကိုသူကနာမည်နဲ့ခေါ်တယ်အဲ့တော့သူ့ကိုတိတ်တနဲ့ခေါ်တာဘယ်သူပါလဲလို့ချိလိုက်တဲ့အခါကျဘုန်းကြီးတစ်ပါးဖြစ်သူစိတ်ထဲမှာဝမ်းသာသွားတယ်ဒါပေမဲ့ဘုန်းကြီးမမြင်ဘူးသေးဘူးအဲ့ဒီအချိန်မှာနော်အော်တော်ထူးဆန်းတဲ့ပုဂ္ဂိုလ်ပဲငါ့ကိုနာမည်တွေငါနာမည်တွေသိနေတိတ်တဒီဘက်လာခဲ့လို့ဆိုသူအဲ့ဒီအာတောကမင်းကြီးစီကသတင်းစကားတွေကြားထားတာရှိသာသနာအကြောင်းကိုထိုက်တဲ့လောက်သူသတင်းရထားပြီအဲ့တော့ဘုန်းကြီးဆိုတာမမြင်ဘူးပဲတိတ်မစိမ့်ဘူးပေါ့အိန္ဒိယကကြွလာတဲ့ကိုတော့အာတောကမင်းကြီးကလွတ်တဲ့ပုဂ္ဂိုလ်ဖြစ်မှာပဲလို့ဆိုပြီးတော့သူလက်နဲ့တွေချပြီးသွားတဲ့အခါမှာရှင်မဟိန္ဒကသူ့ကိုဘာလုပ်တယ်လို့ဆိုညံဆန်းတဲ့မိခွန်းတွေကိုမေးတာအဲ့နာတစ်ပင်ကိုမေးလိုက်တာဒါပါပင်လို့ဆိုဒါပိန်းနေပင်ဒါဖြင့်ဒီပိန်းနေပင်ကဒီပြင်အပင်ရှိသေးလားဒီပိန်းနေပင်အပြင်တခြားအပင်တွေအများကြီးရှိပိန်းနေပင်အပြင်တခြားပိန်းနေပင်တွေရှိလားအများကြီးရှိဒါဖြင့်ဒီပိန်းနေပင်ရဲ့တခြားပိန်းနေပင်ရဲ့ခြံထားရင်ဘာတွေရှိသေးလဲတစ်ပင်မျိုးစုံရှိသေးတယ်နော်ဒါဖြင့်အဲ့ဒီတခြားပိန်းနေပင်တွေရဲ့တခြားပိန်းနေပင်တွေရဲ့တခြားတစ်ပင်တွေရဲ့ဖယ်ထားလိုက်လို့ရှိရင်ဘာတစ်ပင်ရှိတော့ဆိုဒီတစ်ပင်ရှိတာပေါ့ဗျာဟောဒီနေရာလေးမှာလဲသွားတာသူကနော်တခြားပိန်းနေပင်တွေရဲ့တခြားတစ်ပင်တွေရဲ့ဖယ်ထားရင်ဘာရှိသေးတော့ဆိုတော့ဘာမှမရှိဘူးဖြစ်သွားတော့ဩဉာဏ်ဉာဏ်သွေးထက်တဲ့ပုဂ္ဂိုလ်ဆိုတော့ဒီပိန်းနေပင်ရှိတာပေါ့ဗျာဟောနော်သူ့မိကုန်းကိုသေချာနားဆိုင်တာသူကသေချာနားဆိုင်တာဒါဘာပင်ခေါ်တော့ပိန်းနေပင်ကဲဒီပိန်းနေပင်ဖင်ထားလိုက်တခြားပိန်းနေပင်တွေရှိတာအများကြီးရှိသေးတယ်ဒါဖြင့်ဒီပိန်းနေပင်ရောတခြားပိန်းနေပင်ရောဖယ်ထားလိုက်ဘာပင်တွေရှိတစ်ပင်တွေမျိုးစုံရှိအေးကောင်းပြီတခြားပိန်းနေပင်တွေနဲ့တခြားတစ်ပင်တွေအလုံးဖယ်လိုက်ဘာရှိသေးတယ်ဒီပင်ရှိသေးတယ်ဟောဒီလိုဖြေတာနော်အဲ့တော့ဒီဖြေလေးကိုသဘောကျသွားပြီအေးတိတ်တာဉာဏ်သွေးထက်မြက်တယ်ငါတရားဟောရင်ရတော့တယ်ဆိုပြီးဘုရားဟောတာစမ်းတတ်တာလေအနုဝဆိုရင်နားမလည်တဲ့ပုဂ္ဂိုလ်ဆိုကဲဖြေးကြည့်ပါလားမန္တလေးမှာဝိသုဒ္ဓယုံဆရာတော်ဘုရားကြီးကစံငယ်ဆရာတော်ဘုရားကြီးကိုမေးခွန်းတစ်ခုမေးဘူးတယ်တဲ့နော်မေးခွန်းတစ်ခုမေးဘူးတယ်အဲ့ဒီမေးခွန်းကိုမြန်မှန်နဲ့မြန်ဖြေနိုင်တဲ့ပုဂ္ဂိုလ်ဟာဉာဏ်သွေးထက်တယ်လို့ဒီလိုပြောတယ်အတော်ရောမျက်စိလဲတော့
khale let ne nide let ne nide let ha bana chang long ne ale let ne nide let bana chang shi le ke ma phie nai ni ko ba ko ain ja ma sin sa no khale let ne nide let bana chang long de ale let ne ke ta khu chin sin pya mai ale let ne nide let soda let nhyo ne let the chwe ale let ne nide let အဲ့ဒီနီးတဲ့လက်နဲ့နီးတဲ့လက်ဆိုတာကြတော့ဘယ်နှချောင်းဖြစ်လဲသုံးချောင်းပေါ့အလဲလဲပါထက်တွေ့ရတယ်သုံးချောင်းဒီလိုဆိုလို့တာနော်အဲ့ဒါကြောင့်မို့ဉာဏ်ဉာဏ်သွေးစမ်းသပ်ပြီးတော့မှဆရာတော်ကြီးတွေပညာသင်ပေးတာတော့ပဋ္ဌပရမမဖြစ်စေနဲ့နော်ဉာဏ်ဉာဏ်သွေးထက်အောင်လေ့ကျင့်အောင်အဲ့လိုဉာဏ်ဉာဏ်သွေးထက်ပြီးဆိုမှမြတ်စွာဘုရားရဲ့အဆုံးအမpenetration လို့ခေါ်တယ် penetrate လို့ထိုးဖောက်ပြီးတော့မြင်တတ်တဲ့အနေအထားမျိုးဒီလိုပဲမေးခွန်းနေမေးတယ်ရှင်နာဂတိန်ကမိလိန်နာမင်းကြီးဉာဏ်ဉာဏ်သွေးစမ်းသပ်တော့လေဒီလိုဟာတွေမေးတာပဲနော်တကယ်ဉာဏ်ဉာဏ်သွေးထက်မြက်ခဲ့လားလို့အဲ့လိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကလောကမှာရှိတယ်ပေါ့ဒါကြောင့်မို့ပဋ္ဌပရမဆိုတဲ့ပုဂ္ဂိုလ်ကတော့သူကစကလုံးပဲစကလုံးမှာပဲလမ်းဆုံးပဲရှေ့တိုးလို့မရစကလုံးရဲ့အဓိပ္ပာယ်လည်းမသိဘူးအဓိပ္ပာယ်သိပြီးတော့ထိုးထွင်းသိမြင်တဲ့အသိဉာဏ်သူမှမရနိုင်ဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ကဒီဘဝမှာအကျွတ်တရားမရနိုင်တဲ့ပုဂ္ဂိုလ်လေးစင်ကြာလေးပွင့်ဆိုတာထင်ပါနော်နောက်သူ့တဲ့တာတဲ့ပုဂ္ဂိုလ်တစ်ခုကြည့်လိုက်တဲ့အခါနေရပုဂ္ဂိုလ်နေရဆိုတဲ့ပုဂ္ဂိုလ်ကအချိန်ယူပြီးတော့အလုပ်လုပ်သွားတစ်ဆင့်ချင်းသင်ယူရမယ်လို့ဆိုလို့နေရဆိုတာဆောင်းသွားရမယ်လို့ဒီလိုပြောတာနော်တဖြည်းဖြည်းချင်းတစ်ဆင့်ချင်း step by step သွားအဲ့လိုသွားလို့ရှိရင်နောက်ဆုံးမှလမ်းဆုံးရောက်မယ်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒါကိုနေရပုဂ္ဂိုလ်လို့ခေါ်တယ်နေရပုဂ္ဂိုလ်ဆိုတာနော်မြတ်စွာဘုရားဟောတဲ့ခုနကအနိစ္စဒုက္ခအနတ္တဆိုတာတွေကိုစကလုံးကိုသင်ပြီးတော့လေ့ကျင့်တယ်သီလဆောက်တည်လိုက်တမာတိပွားများလိုက်ပညာနဲ့စဉ်းစားလိုက်သီလကိုကျင့်လိုက်တမာတိဆောက်တည်လိုက်ပညာပွားများလိုက် step by step နှစ်ပေါင်းများစွာလုပ်ပြီးတော့ပုပ္ပများတဲ့အခါကျတော့သူဝင်လာဒီလိုဆိုလို့လားအတိညာထက်လာနှစ်ပေါင်းများစွာကျင့်တယ်အတိညာထက်ကြားဝကြပါလိမ့်မယ်ဒီမဟာသတိပဋ္ဌာန်တုတ်တို့မှာလာတဲ့အထက်ကရာတွေမှာမှတ်တမ်းတင်ထားတဲ့မဟာတိဝမထေရကြီးစာအနှစ်30တရားထုတ်อ่ะနှစ်30ပြည့်မှဒုက္ခမြတရားတို့ရထားတစ်နှစ်လာရလို့တစ်နှစ်လာအဲ့ဒါမှစတတ်တယ်စတတ်ပုဂ္ဂိုလ်ကြီးသူ့ကိုယ်သူထင်တယ်မအထုတ်လိုက်ရင်ခဏလေးပဲနေမှာပဲလို့ဆိုတကယ်ကျတော့သူအထုတ်တာမရတစ်နှစ်ရလို့နဲ့လောက်တာမရနောက်ဆုံးကျတော့အနှစ်30ကြာသွားတယ်တရားအထုတ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုနေရပုဂ္ဂိုလ်လို့ခေါ်တယ် step by step သွားတနေ့ကျတော့ပြတ်သွားမှာပဲပုတ္တပုတ်နော်ရိတ်သားတွေဝင်တာဝင်ဘယ်နှကြိမ်ဖြစ်ဖြစ်တွက်မနေနဲ့ငါ2ကြိမ်ဝင်ပြီးပြီတော်တော့ပြီလို့မအောင်မိတ်တယ်နဲ့နော်ပုတ်နေမှမပုတ်လို့ရှိရင်မပြောင်းဘူးပုတ်နေမှပြောင်းတာအတိညာဆိုတာလေနော်အဲ့ဒါကြောင့်လှုပ်နေရလှုပ်ထားတော့နီးလန်းတော့ကြောက်အောင်လှုပ်တော့ကြသဲကိုထည့်ပြီးစီမပွတ်နဲ့စီရအောင်ပဲတို့နှမ်းတို့ထည့်ပွတ်မှစီထွက်မှာပေါ့သဲကိုထည့်ပွတ်လို့ပဲစီထွက်လဲလမ်းမှန်ဖို့တော့အရေးကြီးတာပေါ့နွားလို့လိုချင်လို့ရှိရင်နွားချိုတော့သွားမညှင့်နဲ့ပေါ့ဘယ်နှုတ်ထွက်အဲ့ဒါမှားရတဲ့နီးနဲ့လှုပ်တယ်လို့ခေါ်တာနော်ဂျိုကိုသွားနိုးညစ်လို့ဘယ်ထွက်မလဲအခွင့်ခံဂျိုသွားညစ်လို့ကတော့မရတဲကိုစီပုတ်လို့လည်းစီရမှာမဟုတ်ဘူးအဲ့ဒါတော့မှန်မှန်ကန်ကန်လုပ်ဖို့တော့လိုတာပေါ့အဲ့လိုမှန်ကန်ပြီဆိုရင်လှုပ်တယ်လုပ်နေပြီဆိုရင်မြတ်စွာဘုရားအားပေးထားတယ်တရားချစ်နေတဲ့ပုဂ္ဂိုလ်ဟာတေကန်နေမှာချရှိတေကန်နေမှာယာနာဖြစ်တယ်မဖြစ်ဘူးဆိုရင်အနည်းဆုံးအနာဂတ်ဖြစ်တယ်နောက်ဆုံးမဖြစ်ဘူးဆိုရင်ယဟနာဖြစ်တယ်ဟိုတဲ့နာသာသနာ့ဘာအခါမှာပိစိကဘုရားဖြစ်နိုင်တယ်ဒီလိုဟောထားတာနော်ဒီလိုဟောထားတာအဲ့တော့နေရပုဂ္ဂိုလ်ဆိုတာအဲ့လိုအဆင့်ဆင့်လုပ်ရတဲ့ပုဂ္ဂိုလ်မျိုးတဲ့သူ့တဲ့တာတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ပုဂ္ဂိုလ်ခေါ်တော့ဆို
ဝိပင်စီတင်ညူလို့ခေါ်တယ်ဝိပင်စီတဆိုတာစကားလုံးအဓိပ္ပာယ်ကိုအကျယ်ရှင်းပြလိုက်တဲ့အခါကျတော့ညူနားလဲသွားတယ်တာမန်ပြောလို့တော့နားမလဲဘူးခုနကသဗ္ဗေသင်္ခါရအိဋ္ဌာလို့တင်ပြောလို့နားမလဲဘူးသူရှင်းပြအိဋ္ဌာဆိုတာဘယ်လိုဟာခေါ်တာဘယ်လိုဖြစ်တာသင်္ခါရဆိုတာဘယ်လိုဟာတွေခေါ်တာဘယ်လိုနှလုံးသွင်းရတယ်လို့ရှင်းပြရင်နာရင်နဲ့သူကသဘောပေါက်သွားအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဝိပင်စီတင်ညူလို့ခေါ်တယ်နောက်တစ်ခုကြတော့အမြင့်ဆုံးပုဂ္ဂိုလ်ကြတော့ဘာခေါ်တော့ဆိုဥက္ခတိတင်ညူတယ်ဥက္ကတိတဆိုတာပါဇက်ကပါဇက်ဟလိုက်တာဗမာလေးအဲ့လိုပြောပါတယ်ပါဇက်ဟလိုက်တာငါဟာဥမအတိုင်းသားမြင်နေတယ်တကယ်တော့မမြင်တော့ပါဘူးရှားတော့မမြင်တော့ပြောလိုက်ကြတာနော်ပါဇက်ဟလိုက်တာနဲ့ငါဥမအတိုင်းသားမြင်တယ်လို့ဒီလိုပြောကြတယ်အဲ့ဒီဥက္ကတိတင်ညူဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်တော့ဆိုရင်စကားလုံးလေးထုတ်ပြောလိုက်တာနဲ့ဖြတ်ခနဲ့နားလဲသွားရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်မျိုးတွေလေရှင်သာရိပုတ္တရာပုဂ္ဂိုလ်မျိုးတွေကရှင်အသက်စီနဲ့တွေ့တဲ့အခါရှင်ဘုရားရဲ့ဆရာဗုဒ္ဓဘာတွေဟောတာတော့ဆိုတော့ငါခုမှသာသနာပေါင်းဝင်ရှိသေးတယ်အကျယ်မဟောနိုင်ဘူးအကျယ်မလိုပါဘူးရှင်ဘုရားအချင်းလေးပြောစကားလုံးတွေအများကြီးသုံးဖို့မလိုဘူးတပည့်တော်တူတူလေးပြောရတယ်ရှင်ဘုရားတတ်တဲ့အတိုင်းအတူလေးသာပြောအချင်းလေးပြောဆိုပြောလိုက်တယ်ဟိုကယေဓမာဟိတုပ္ပဝါတေတံဟိတုံတထာအကြောင်းကြောင့်ဖြစ်တဲ့တရားတွေရဲ့အကြောင်းကိုမြတ်စွာဘုရားကဟောတယ်လို့ပြောလိုက်တာနဲ့ဟာဒီကနားလဲသွားအကုန်နားလဲသွားသစ္စာလေးပါးအကုန်နားလဲသွားဒီနှစ်ခုလေးဒီတခွန်းလေးပြောလိုက်တာနဲ့အကုန်နားလဲသွားအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဥက္ကတိတင်ညူလို့ခေါ်တယ်ရှင်းပြစရာမလိုဘူးအတူချုပ်လေးပြောလိုက်တာနဲ့ရှင်းငနဲ့အကုန်လုံးနားလဲသွားဉာဏ်ရင်ဉာဏ်သွေးခြင်းမတူဘူးလို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့အဆုံးအမလို့ဆိုပေမဲ့လက်တွေ့ကြတဲ့အဆုံးအမဆိုပေမဲ့လို့ဆုံးမမှုကိုခံယူပြီးတော့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းပေါ်မှာမူတည်သေးတယ်ဆိုတာကိုမှတ်ရမှာပေါ့သို့တော်မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးဟာလက်တွေ့ကြတယ်လက်တွေ့ကြတယ်ဆိုတာလို့လို့ဖြစ်တယ်လို့ဒီလိုဆိုတာနော်လက်တွေ့တကယ်ကိုလက်တွေ့ကိုယ်တွေ့ခံစားသိရှိနိုင်တဲ့အဆုံးအမမျိုးတွေဒါကြောင့်မို့ဒါနဲ့ပတ်သက်လို့သုတ်တန်တွေမြောက်များစွာရှိတော့လဲဒီကနေ့သန္နတုတ်ဆိုတာကိုအင်္ဂုတ္တရနိကေကနေထုတ်ပြီးတော့ပြောပြမယ်သုတ်တန်လေးတစ်ခုလက်တွေ့ကြပုံလေးတစ်ခုပြောပြနမူနာတွေမြောက်များစွာရှိမယ်လို့ဒီသုတ်တန်လေးတစ်ခုကိုမှတ်လိုက်လို့ရှိရင်ဒါလက်တွေ့ကြတဲ့အဆုံးအမတစ်ခုကိုတို့တွေလိုက်နာကြပါတယ်ဒီသုတ်တန်မှာရှင်အာနန္ဒာမထေရမြတ်ကရှင်းပြတဲ့စကားလုံးဘယ်သူကမေးလဲလို့ဆိုရင်ပရပိုက်ဘာသာဝင်နေတဲ့မှာသန္နဆိုတဲ့ပရပိုက်တယောက်ကရှင်အာနန္ဒာကိုလာပြီးတော့မေးခွန်းမေးပြောတယ်ပေါ့စကားလာစတယ်ဘာစတော့ဆိုအရှင်ဘုရားတဲ့ကိုတော်တို့လဲရာဂပယ်ဖို့ဒေါသပယ်ဖို့မောဟပယ်ဖို့ဘာသာရေးမှာအဆုံးမပေးကြတယ်မဟုတ်လားလို့ဒီစကားလေးကစကိုတော်တို့ဘာသာတရားမှာလည်းပဲရာဂပယ်ဖို့ဒေါသပယ်ဖို့မောဟတွေပယ်ဖို့ရာဂတရားကိုစွန့်ပယ်ဖို့ဒေါသတရားကိုစွန့်ပယ်ဖို့မောဟတရားစွန့်ပယ်ဖို့အရှင်ဘုရားတို့အဆုံးမဩဝါဒပေးကြတယ်မဟုတ်လားဆိုရှင်အနန္ဒာပါပြောရာဂပယ်ဖို့ဒေါသပယ်ဖို့မောဟပယ်ဖို့ဆုံးမတာဒုသာသနာမှာသာဆုံးမတာလို့ရှင်အနန္ဒာလို့ပြောနော်တို့ရဲ့သာသနာမှာဒါကိုဆုံးမတာအဓိကရဲ့အဆုံးအမကမြတ်စွာဘုရားရဲ့အဓိကအဆုံးအမကသီလကျင့်ရမယ်သမာဓိကျင့်ရမယ်ပညာကျင့်ရမယ်ပွားများအထောက်ရမယ်ဆိုတာလမ်းစဉ်အနေနဲ့ဆုံးမတာတကယ်ကတော့ဘာလို့ခိုင်းတာတုံးဆိုရင်အဓိကအဆုံးအမချက်ကရာဂကိုဖယ်ဖို့ဒေါသကိုဖယ်ဖို့မောဟကိုဖယ်ဖို့ဒါအဓိကဆုံးအမချက်အဲ့ဒီအဆုံးအမဖယ်လို့ရတယ်ဆိုရင်လက်တွေ့ကြဖယ်လို့မရဘူးဆိုလက်တွေ့မကြဘူးဒီလိုဆိုလို့ရတယ်နော်အဲ့တော့ရှင်အနန္ဒာကိုအဲ့လိုပြောတဲ့အခါရှင်အနန္ဒာကပြန်မိတ်ရှိတယ်ဒုသာသနာမှာတဲ့ရာဂဖယ်ဖို့ဒေါသဖယ်ဖို့မောဟဖယ်ဖို့ဆုံးမတာပေါ့တဲ့ဒီအဆုံးမစကားတွေဒုသာသနာမှာအဓိကထားတာပေါ့ဆိုတော့သူကရှော့ပေါ်ပြီးတော့ဗာမေးတော့ဆိုနေပါအောင်တဲ့ကိုတော်တို့ကရာဂဒေါသမောဟတွေကိုဖယ်ဖို့လို့ပြောတဲ့အခါမှာတဲ့ဘယ်လိုအပြစ်တွေကိုတွေ့လို့ရာဂရဲ့အပြစ်ကိုဘယ်လိုမြင်တယ်လဲဒေါသရဲ့အပြစ်ကိုဘယ်လိုမြင်လို့မောဟရဲ့အပြစ်ကိုဘယ်လိုမြင်လို့
ရာဂဒေါသမောဟကိုဖယ်ရမယ်လို့ဆုံးမတာလေတဲ့ဟောဒါအသေးစိတ်လက်တွေ့ရှိရမယ်နော်ယန္တံဖယ်ခိုင်းတာမဟုတ်ဘူးယန္တံဖယ်ခိုင်းတာမဟုတ်ဖယ်တဲ့ဖယ်တိုက်တယ်ပယ်တဲ့ပယ်တိုက်တာဘာဖြစ်လို့ပယ်တဲ့ပယ်တိုက်တယ်လဲဘယ်လိုအပြစ်အနာစာတွေရှိလို့လဲနော်လူတယောက်ကိုဆိုပါတော့အသင်းအဖွဲ့ကထုတ်ပြစ်တယ်ဆိုတော့ဘယ်လိုထုတ်ပြစ်ရဒီလိုဆွတ်လို့တာပေါ့နော်တဦးတယောက်ကိုပစ္စည်းတစ်ခုကိုစွန့်ပစ်တယ်ဆိုတာဘာအတွက်စွန့်ပစ်တယ်အပြစ်အနာစာတွေ့မှစွန့်ပစ်တာပဲလေဒီလိုဆွတ်လို့တာအဲ့တော့လောဘဒေါသရာဂဒေါသမောဟဆိုတဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ဖို့ဆိုတယ်ဖယ်ရှားဖို့ရှင်ဘုရားတို့ဆုံးမတာဟာဘယ်လိုအပြစ်တွေကိုမြင်ပြီးတော့ဆုံးမတာလဲဆိုတော့ရှန္ဒနာရှင်းပြတယ်အင်တာမလက်တွေ့ချတဲ့နည်းနဲ့ရှင်းပြတာနော်အေးတို့ကအပြစ်တွေမြင်တာမှန်တယ်ရာဂဖြစ်နေလို့တက်မဲ့မောတဲ့စိတ်တွေလွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်တရားကြည့်လောဘဖြစ်ရုံရာဂဖြစ်ရုံနဲ့မဟုတ်ဘူးရာဘရဲ့လွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်စိတ်ကိုအားလုံးကိုလောဘကချိတ်ကန်ထားပြီးတော့ဘာဆိုဘာမှမသိတော့ဘူးစိတ်လောဘနဲ့ရာဂနဲ့စိတ်မှွန်းနေတဲ့ပုဂ္ဂိုလ်တို့ဒီလိုပြောလို့တာနော်ဒါရှိတယ်လေဒေါသမှွန်းနေတဲ့ပုဂ္ဂိုလ်ကလည်းလုံးမိလို့ရလောက်တာပဲမဟုတ်လားလောဘမှွန်းနေတဲ့ပုဂ္ဂိုလ်ကလည်းလုံးမိလို့ရလောက်တယ်လေဘာဆိုဘာမှမသိတော့အဲ့လိုရာဂနဲ့မိုးမွန်နေတဲ့ပုဂ္ဂိုလ်စိတ်ဓာတ်လွှမ်းမိုးခံထားရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာလုပ်လဲဆိုရင်ကိုလေဒုက္ခပေးဖို့အလုပ်တွေလုပ်လာတယ်သူများဒုက္ခပေးမဲ့အလုပ်တွေလည်းလုပ်လာတယ်နှစ်ဦးသားလုံးဒုက္ခပေးမဲ့အလုပ်တွေလည်းလုပ်လာတယ်ကိုယ်တိုင်လည်းစိတ်ဆင်းရဲမှုတွေကိုခံစားဖို့အတွက်ဖြစ်ပေါ်လာတယ်ဟောတာအပြစ်ပဲတဲ့ဟုတ်တယ်လေဒီကနေ့ခေတ်ပဲကြည့်လေလောဘလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေဘာဖြစ်လဲသူများပစ္စည်းခိုးတာလဲသူတို့ပဲမဟုတ်လားသူများအိမ်ဖောက်ထွင်းသွားတာဆိုတာလဲသူတို့ပဲဓမြတိုက်တယ်ဆိုလဲသူတို့ပဲအနုချမ်းစီးတယ်ဆိုတာလဲဘာဖြစ်လဲဒီလောဘမိုးမော်နေတဲ့ပုဂ္ဂိုလ်တွေပဲမဟုတ်လားကဘာမှာလဲကြည့်လေစစ်ကြီးတွေဖြစ်တယ်ဘာဖြစ်တယ်ဆိုတော့တချို့ကိစ္စတွေကလောဘကြောင့်ဖြစ်တာလေရေနဲ့ရေပင်လဲပိုင်နဲ့အငင်းပွားတာတို့ဘာတို့လူကျင်မှုတွေပေါ်မှာအခြေခံအကုန်အဲ့တော့လောဘဆိုတဲ့တရားဟာကဘာမှာပြဿနာတက်စီတတ်တဲ့တရားတစ်ခုပဲပေါ့အဲ့ဒါကိုပြောတာမြတ်စွာဘုရားကခြုံပြီးတော့ဟောတာရှင်အနန္ဒာကခြုံပြီးတော့ပြောလိုက်တာအတ္တဗျာပါရာယပိအဝတ္တတိလောဘမှောင်းနေလို့ရှိရင်တဲ့ရာဂတွေလွှမ်းနေတယ်ဆိုလို့ရှိရင်ကိုယ်ဆင်းရဲဖို့လည်းဖြစ်သွားတယ်ကိုယ်ဆင်းရဲဖို့လည်းလုပ်တယ်သူဆင်းရဲဖို့လည်းလုပ်တယ်ဒီနေ့ခေတ်မှာပင်လယ်ထဲမှာကြည့်ပါလားပင်လယ်ဓမြတွေတောင်းညမ်းတာဘာလုပ်ချင်လောဘပဲအဲ့ဒါလုပ်ချင်လို့လုပ်တာပဲနော်ရတဲ့နည်းနဲ့လုပ်နေကြတာအဲ့တော့ဒါတွေကဓမ္မထင်ရှားတဲ့ကိစ္စအဲ့ဒါလို့မိမိဆင်းရဲဖို့လည်းလုပ်တယ်သူတစ်ပါးဆင်းရဲဖို့လည်းလုပ်တယ်နှစ်ဦးသားလုံးလည်းဆင်းရဲဖို့လုပ်တယ်နောက်ဆုံးမှာကိုယ်တိုင်လည်းပဲနောက်ဆုံးရောက်တဲ့အခါမှာစေတသိကံပိဒုက္ခံဒေါမနတံပဋိတံဝိတိစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဝမ်းနည်းခြင်းကြေကွဲခြင်းဆိုတာကိုလည်းခံစားရတယ်တဲ့ဒါအဆုံးသတ်မှာဒီတိုင်းလားဒါလည်းလားလို့ဆိုမကဘူးရာဂဆိုတဲ့တရားလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒုစရိုက်မှန်သမျှကိုလှုပ်တာကာယဒုစရိုက်လည်းလှုပ်တယ်ဝစီဒုစရိုက်လည်းလှုပ်တယ်မနောဒုစရိုက်လည်းလှုပ်တယ်ဒုစရိုက်တွေအားလုံးကိုလှုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲရာဂလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ကျန်တဲ့ပုဂ္ဂိုလ်ကမလှုပ်ဘူးအသိဉာဏ်ရှိတယ်နော်ရာဂရဲ့လွှမ်းမိုးချုပ်ကင်မှုခံထားရတဲ့ပုဂ္ဂိုလ်ဒုစရိုက်တွေလည်းဒါလည်းရာဂရဲ့အပြစ်တစ်ခုပဲနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ရာဂလွှမ်းမိုးထားတဲ့စိတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ရဲ့ကောင်းကျိုးဆိုတာလည်းမသိတော့သူတစ်ပါးရဲ့ကိုယ့်အတွက်ကောင်းကျိုးဖြစ်စေမယ်ဆိုတာလည်းနားမလည်ဘူးသူတစ်ပါးအတွက်ကောင်းကျိုးဖြစ်စေနိုင်တဲ့အရာဆိုတာလည်းနားမလည်ဘူးနှစ်ဦးသားလုံးအတွက်ကောင်းကျိုးဖြစ်စေနိုင်တယ်ဆိုတာလည်းနားမလည်ဟောဒီလိုနားမလည်နိုင်တော့အောင်အသိဉာဏ်တုံးသွားတာဘာကြောင့်လဲလို့ဆိုရာဂကြောင့်တုံးသွားတာဒီလိုဆိုလို့တာနော်ရှင်းတော့950တဲ့ပါတဲ့ယတိကြီးတွေဆိုကြည့်လေဇံရယတိကြီးတွေဇံလျှောကုန်တာ
ရာဂစိတ်ဖြစ်ပေါ်လာတာနဲ့တပြိုင်နက်ဆန်လျှောကုန်ဆန်လျှောတော့နောက်ဆုံးကမလုတ်ထိုက်တာတွေကိုလုတ်ဒီအခြေအနေမျိုးထီအောင်ရောက်သွားတတ်တယ်လေအေးဒါကြောင့်မို့လို့ရာဂရဲ့အပြစ်အနာစာတွေဟာအမှန်တမ်းများတယ်တဲ့ဒါတွေမကဘူးတဲ့ရာဂလွှမ်းမိုးထားတဲ့ရာဂဆိုတဲ့တရားဟာစိတ်ကိုလွှမ်းမိုးထားမယ်ဆိုရင်သူကပါတော့အန္တကရဏောတဲ့ကန့်တော်အောင်လုပ်တတ်တယ်ကန့်သွားတယ်ဆိုတာဘာလို့စဉ်းစားနိုင်တော့နော်အတိညာမရှိတော့ဘူးအဲ့ချိန်ရာဂလွှမ်းမိုးထားပြီဆိုရင်အတိညာမရှိတော့ဘူးအစက္ခုကရဏောမျက်စိကွယ်သွားအောင်လည်းလုပ်နိုင်ဒါမမြင်အောင်လုပ်တယ်ဆိုတာတင်စားပြောတဲ့စကားလုံးတွေနော်ကန့်အောင်လုပ်တယ်မမြင်အောင်လုပ်တယ်အညာဏကရဏောဘာမှမသိတော့တဲ့အနေထားရောက်သွားအောင်ရာဂလွှမ်းမိုးထားတယ်နောက်တစ်ခါပညာနိရောဓိကောအသိပညာတွေလည်းကုံလုံးစဉ်းစားဉာဏ်နဲ့တုံးသွားအောင်လည်းလုပ်နိုင်တယ်ဝိခာတပက္ခိကောစိတ်တွေအလွန်ပင်ပန်းသွားအောင်လည်းပဲလုပ်နိုင်တယ်စိတ်တွေပင်ပန်းတဲ့အနေအထားမျိုးဖြစ်ပေါ်စေဒီလိုဆိုလိုတာเนาะအဲ့တော့အနိဗ္ဗာန်သံဝတ္တနိကောစိတ်နှလုံးငြိမ်းချမ်းမှုတွေဆုံးရှုံးသွားအောင်လဲဟောဒီရာဂလုပ်တယ်ဒါဟာရာဂရဲ့အပြစ်တွေပဲလို့ရှန္ဒနာထောက်ပြဒီအပြစ်တွေမြင်လို့ရာဂဆိုတာကောင်းကျိုးမပေးဘူးကောင်းကျိုးမပေးသည့်အတွက်ကြောင့်တို့ကဒီတရားကိုဖယ်ရှားရမယ်လို့ဆုံးမဩဝါဒပေးတာမဖယ်ရှားနိုင်လို့ရှိရင်ဒီအပြစ်တွေတစ်ခုခုရလာဒီဆိုးချိုးတွေတွေ့ကြုံဒီလိုဆိုဆိုးချိုးတွေကြုံရဒီဆိုးချိုးတွေကျုံလာနိုင်သောကြောင့်ရာဂကိုဖယ်ရှားဖို့တို့တွေဟာဆုံးမဩဝါဒပေးတာပါလို့ရှန္ဒနာဒီလိုဖြေးတာနော်ထို့တူပဲဒေါသနဲ့ပတ်သက်တဲ့အဖြေမောဟနဲ့ပတ်သက်တဲ့အဖြေလည်းတူတူပဲကောင်းလို့ဆိုဒီတဘာဝတရားတွေဟာလွှမ်းမိုးပြီးစိတ်ကိုလွှမ်းမိုးချုပ်ကင်လိုက်တဲ့ဆိုရင်အမှန်တမ်းဒီတိုင်းပဲဖြစ်တာကြည့်ဒေါသလွှမ်းမိုးထားလို့ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်တယောက်နော်ကြည့်လေဒေါသထွက်ပြီးဆိုတဲ့ကသူကကိုယ်ဆင်းရဲဖို့လည်းလုပ်လိုက်တယ်ဒေါသဖြစ်လာပြီဆိုရင်ကိုယ့်ကိုယ်တတ်သိတယ်ဆူဆိုင်လုပ်တယ်ဒါတွေလည်းရှိတာပဲเนาะနောက်ပြီးတော့ပရဖြာပါဒာယပိသူတစ်ပါးဒုက္ခရောက်အောင်လည်းလုပ်တယ်နောက်ဆုံးမှာဒေါသလွှမ်းမိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ကိုယ်လည်းတတ်တယ်ကိုယ့်ရဲ့အမြဲတမ်းခြေစူးကြီးတဲ့မိဘတောင်မှတတ်တယ်ဆိုတာဒီဒေါသပဲလေဘယ်လောက်ထိအောင်သူကဆိုးတုံဆိုမိဘကိုလည်းတတ်နိုင်တယ်ယဟန္တာကိုလည်းတတ်နိုင်တယ်ဆိုတဲ့ဒီဒေါသဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်ဘာတစ်ခုမှမမြင်တော့ဘူးသူအဲ့ဒါကြောင့်မလို့ဒေါသရဲ့အပြစ်တွေဟာအမှန်တမ်းကြီးမားတယ်တဲ့အတ္တဖြာပါရာယပိတောတတိပရဖြာပါရာယပိတောတတိကိုဆင်းရဲကိုသူဆင်းရဲကိုနှစ်ဦးလုံးဆင်းရဲကိုဖြစ်စေယုံမြမကဒေါသဖြစ်ပြီးတဲ့နောက်မှာဆိုရင်စေတသိကံပြီးဒုက္ခဒေါမနတံဖြစ်နေတဲ့အချိန်မှာလဲဝမ်းနေခြေကွဲစရာတွေဖြစ်တယ်နောက်ပိုင်းမှာလဲဝမ်းနေခြေကွဲစရာတွေနဲ့ကြုံတွေ့ရတယ်ဟောပြင်လို့မရတဲ့အမှားတွေဒေါသကကျွလွန်စေတယ်ဒါဟာဒေါသရဲ့အပြစ်ပါလို့ဒီလိုဆိုတာနော်ဒေါသရဲ့အပြစ်ဒါအတိတဲ့ချက်ကြည့်တာရကတွေနဲ့ကြည့်မယ်ဆိုအများကြီးတွေ့နိုင်တယ်လောကမှာရာဇဝမှုတွေလူသတ်မှုတွေတတ်မှုဖြတ်မှုတွေဒါတွေဟာဒီဒေါသလွှမ်းမိုးမှုရဲ့ခံရလို့လောက်ကြတာတွေရှိပဲအကုန်လုံးတဏှာနဲ့တဏှာမကျေနပ်လို့စစ်တိုက်ကြတယ်မုန်းတီးပြီးတော့စစ်တိုက်ကြတယ်ဆိုတာလေဒီဒေါသပဲလေဒေါသရှိလို့ရှိရင်လေဒီလိုပဲဟိုလက်နဲ့ကြီးတွေပြပြီးတော့ချင်းချောက်ပြီးတိုက်ဖို့လုပ်နေကြတာပဲဒေါသရှိနေလို့ရှိရင်ဘာတစ်ခုမှဟိုလည်းမဖြစ်ဘူးငြိမ်းချမ်းရေးဆိုတာဘယ်လိုမှဖြစ်နေဟောနောက်တဲ့အပြစ်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာဒုစရိုက်မှန်သမျှကိုသူလုံးတော့တာဒုစရိုက်ကမရှောင်ကျင်ဘူးတဲ့ဒါတည်းမကဘူးဒေါသဖြစ်နေတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့အကျိုးကိုလည်းမစင်စားနိုင်ဘူးသူတစ်ပါးအကျိုးဆိုတာလည်းမစင်စားနိုင်ဘူးနှစ်ဦးလုံးရဲ့အကျိုးစီးပွားဆိုတာလည်းမစင်စားနိုင်ဘူးမစင်စားနိုင်ရုံနဲ့မကဘူးအဆိုးကိုပဲပြုလုပ်ပြီးသွားတတ်တယ်ဒါတည်းမကဘူးဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူဟာအသိဉာဏ်นี่ဘာမှမမြင်တော့စုံလုံးကမ်းသွားတဲ့သဘောရှိတယ်အန္တကရဏောအကမ်းဖြစ်အောင်လုပ်တတ်တယ်အစက္ခုကရဏောမျက်စိမမြင်ရအောင်လုပ်ထားတယ်ဘာမှမမြင်တော့ဘူး
အညာနာကရဏောဘာဆိုဘာမှမသိအောင်လုပ်တတ်တယ်ပညာနေတော်ဒီကိုအသိပညာတွေချုပ်သွားအောင်လုပ်ရုံမကဝိခာတပက္ခိကောဆင်းရဲပင်ပန်းမှုဘက်ကိုရောက်စေတယ်အနိဗ္ဗာန်သံဝတ္တနိကောနော်စိတ်နှလုံးငြိမ်းချမ်းမှုပြပြသွားစေတယ်ဒါကတော့ထင်ရှားတာပဲနော်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဘယ်သူမှစိတ်နှလုံးငြိမ်းချမ်းတယ်လို့မရှိဘူးစိတ်နှလုံးမငြိမ်းချမ်းလို့ဒါကြောင့်မို့ဒီဒေါသရဲ့အပြစ်တွေကိုတို့တွေကဒါတွေတွေ့ထားတယ်ဒါကြောင့်မို့ဒီဒေါသကိုဖယ်ရမယ်လို့ဆုံးမဩဝါဒပေးတာတဲ့မဖယ်နိုင်ရင်ဒီဆိုးကျိုးတွေခံရမှာပဲပေါ့ဒီလိုဆိုလို့ဒါအမှန်တမ်းလက်တွေ့ကြတယ်ဆုံးမတစ်ခုပေါ့မောဟဆိုတာလည်းပဲဒီတိုင်းပဲတွေးဝေပြီဆိုတဲ့အခါမှာတွေးဝေတဲ့ပုဂ္ဂိုလ်ဟာတွေးဝေတယ်လို့ဆိုရင်တမန်အဖြစ်မောဟရဲ့သဘောကိုနားလည်ကောင်းမှလည်လိမ့်မယ်မောဟဆိုတာသူကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိတာမသိတဲ့အခါဘာဖြစ်တယ်ဆိုမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ်ဒါမောဟသူဒုက္ခပေးပုံကရင်လေးရင်ပြီးနောက်ဆက်တွဲမှာအမှားကြီးပဲသူကလမ်းမှန်ဘယ်တော့မှမရောက်ဘူးအဲ့တော့မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်ထင်ပြီးတော့လှုပ်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ်ထင်ပြီးတော့လှုပ်တဲ့နာတွေကိုမလှုပ်ဖဲနေတယ်ဆိုတော့အားလုံးဟာကိုယ်ကားတွေကုန်ဖြစ်တယ်ပေါ့ကိုယ်ကားတွေကုန်ဖြစ်တဲ့အခါကျတော့ခုနကိုယ်လည်းဒုက္ခဖြစ်တယ်သူများလည်းဒုက္ခဖြစ်တယ်အများလည်းဒုက္ခဖြစ်တယ်ဖြစ်ပေါ်လာတဲ့ result တစ်ခုပေါ်လာတာနဲ့တပြိုင်နက်စိတ်နှလုံးတွေပူပန်ရတယ်ဆင်းရဲရတယ်ဆိုအကျိုးဆက်တွေကဒါမောဟရဲ့အပြစ်တွေတမန်တော်ဖြစ်မသိတာဘာမှမဖြစ်ဘူးလို့မအောင်မေ့လေနဲ့မသိလို့ကိုယ်ကဖြစ်တာတွေအများကြီးအကောင်းထင်ပြီးလုပ်ပြီးမကောင်းတာတွေလမ်းမလိုက်ပြီးတော့မှအမှန်မသိလို့လမ်းမလုပ်ပြီးမှပြန်ပြင်ဖို့ဆိုတာအမှန်တမ်းခက်တယ်ဒေါသကြောင့်လက်လွန်သွားတာပြင်ရခက်တယ်လို့ပဲမောဟကြောင့်မှားသွားရင်လည်းပြင်ရအလွန်ခက်တဲ့ဟာတစ်ခုပဲနော်တဏှာကြီးတစ်ခုလုံးကိုမှားသွားစေနိုင်တယ်မသိတာလေးကရင်လေးလို့မအောင်မိတ်လေးနဲ့နော်ပို့ဆိုးတယ်ဒေါသထွက်တာလည်းမသိလို့ထွက်တာလောဘဖြစ်တာလည်းမသိလို့ဖြစ်တာသူကအစပြီးအခြေခံလိုက်တာဟောနောက်တစ်ခုကြည့်မောဟရဲ့လွှမ်းမိုးမှုထားတဲ့ပုဂ္ဂိုလ်ဟာမလုတ်တဲ့နာကိုလုတ်တဲ့နယ်လို့ထင်တော့ဒုစရိုက်တွေကိုလုတ်တဲ့နယ်လို့ပဲထင်တယ်အေးထင်လိုက်ပုံကတော့ဘယ်လောက်ထိအောင်ထင်တော့ဆိုတရဝါဆိုတာလူစားဖို့ဘုရားဖန်ဆင်းပေးတာတဲ့နော်အဲ့ဒါလို့တောင်မှဆိုလိုက်သေးတယ်နော်ပြီးတော့တတဝါဆိုတာလူချုပ်မှကျွတ်တယ်တဲ့သူ့လည်းချုပ်ခံရမှာပဲဒါတော့တချို့ကငယ်ငယ်တုန်းကလည်းခဏခဏကြာအေးတိရစ္ဆာန်ဆိုတာလူချုပ်မှကျွတ်တာဆိုဘာလို့လဲတော့ဆိုချွတ်တယ်ဆိုတာတတ်ပြစ်တာနော်တတ်ပြစ်တာကိုကျွတ်သွားတယ်လို့ထင်တာဟုတ်အဲ့တော့သူကျွတ်တယ်လို့ကိုကျွတ်ချင်လားဆိုအကြောက်တယ်အဲ့ချတော့လူများမစင်းစားဖို့ပြောပါတယ်နော်အဲ့ဒါလို့ဒီမောဟအမှန်တမ်းအပြစ်ကြီးတယ်မောဟအမှန်တမ်းအပြစ်ကြီးနောက်ဆုံးမှာမလုတ်တဲ့နာတွေလုံယုံနေမကဘူးလုတ်သည့်မောဟရှိနေပြီဆိုလို့ရှိရင်ကိုယ်အကျိုးရှိတာဆိုတာလည်းမသိဘူးကိုယ်အကျိုးရှိတဲ့ကိစ္စလားဆိုတာလည်းမသိဘူးသူတစ်ပါးအကျိုးရှိတဲ့ကိစ္စဆိုတာလည်းမသိဘူးမိမိသူတစ်ပါးနှစ်ဦးလုံးအကျိုးရှိရဲ့ကိစ္စဆိုတာလည်းမသိဘူးတဲ့ဟောမောဟကဖုံးကွယ်ထားသည့်အတွက်ကြောင့်အကောင်ဆိုအကြောင်းအကျိုးဘာမှနားမလည်ဘူးလို့ဒီလိုပြောတာနော်ဒါလည်းဒုက္ခရောက်ခြင်းအကြောင်းတစ်ခုပဲဟောမောဟကလည်းဒေါသလိုပဲဘာမှမထူးအန္တကရဏောအကန့်တဖွဲ့ဖြစ်အောင်လုပ်တယ်အစက္ခုကရဏောအမြင်မျက်စိမရှိအောင်လုပ်တယ်အညာဏကရဏောမသိအောင်လုပ်တယ်ပညာနိရောဓိကိုအသိပညာတွေချုပ်ပျောက်သွားအောင်လုပ်တယ်နော်ဝိခာတပက္ခိကောပင်မဆင်းရဲမှုနဲ့ကြုံရအောင်လုပ်တယ်အနိဗ္ဗာန်သာဝတ္တနိကောစိတ်နှလုံးငြိမ်းချမ်းမှုအတွက်ဘာမှအထောက်အကူမဖြစ်ဘူးစိတ်နှလုံးမငြိမ်းချမ်းအောင်လုပ်တယ်ဟောဒီအပြစ်တွေကိုကြည့်ပြီးတော့မောဟဆိုတာဖယ်ရှားရမယ်လို့ဒီလိုဟောတာပါလို့ဆရာနန္ဒာဒီလိုဖြေဒါတို့ရဲ့သာသနာမှာရာဂဒေါသမောဟပယ်ဖို့ဆုံးမတယ်ဆိုတာဒီအပြစ်တွေမြင်ပြီးတော့ရာဂတွေပယ်ဖို့ဒေါသတွေပယ်ဖို့မောဟတွေပယ်ဖို့တို့သာသနာမှာဆုံးမတာပါလို့ဆိုတော့
Sana Parabaka, Tapida made it. Dilu solution in it. Eri Loba, Ragaru, Todadu, Mohadu, Pebu. No, Lansing a chin shidala. Made no. Da Nilanshi Yamale. Nilanshi Lalo Mira. Nilanshi in Banepema, Lenepelu Yanama Mota, no. Nilandaja Pemaya. Did I pay Lumaya Uli? Raga Ole, Nilandaja Payame. Toda Pilalusin, Nilandaja Payame. Moha Gole, Nilandaja Payame. Pevoya, Lansen Shila. Chile. Palelu say, making Shipare. Yes, of your Lansing, Tatake. Alone, they were go the Kudi of Lanoni Veta. Anima Chili, Pere Sura the Kurane Pera, Mofu, Swai Tadidi, Su on Chi. Namati Nama Wasa Tamangamanda Tama Asiwasure, Kuchentila, Chikan Light. Chikan Bido, Tama Dati, Mamine. Mama kama amantengaba amantwire amantwima amanyene ilosolola nawdaka amankan chosabu lo ate amantwire ka mamankan chosamu tamawayama elu chosade akha ma tati thamu amatati sait tinye awn longmu tamathamadi lo achin chou pyaw lo yin tila ye tamadi ye pnya ye di chinsen ne chin bi raga dola moha khwe sha ya me lo Dilu Suluda, no? Daha, a council Nilan the Kue. Adam Yasov Yanga, Megan Shiba, hot habo near. Tama Hora Mahofu, Megan Shiba. Di Shiba, taken the video, shit, season Tara Leo, Sasabi Chichi. Sasabi Chichi. Loacha lady who cheat had it. Bagage have Chichi, Loacha. Tamisara down, the Kude Saloma Yama. Go Senaji, the Kude Yala, Sent Tamisara. Oh, but I'm at Wemagan, to make any tear. Tear being, Pesat Yabo Yam, Lennes and Lennepo, Sonnes and Sonnet, Tamango, you will possessi poor data. How good? Possessi poor come, Pesana Yaw and Pesaka happy yaom. Daga Leka Pesago Pie Hara, Mohofu, Tuatu Habeta. Happy tell I dega, Pesaka, Tuaru, Sharon, Pombi, wire on me. Wabi my mucha ome, mucha rega, sa a ne yaulaka, do a poo net uria, the baby low beetle. Now so ma, toilet yaudi tea. A sense a lolo dwara, the urem hopeful. Taga, good than a malevedi, the Wawadiari, poo on low needed so that the wall, people, no? Say Yande Yaji the way, the Senyen Lara, the Senyen Lara. The Kale. Pilamiru, Baru, Tony, the Sayum, Dwachivana, Bien Trella, 8 heavy choke beef at the Kale. I don't know, look the Luwe. Can I go there? Sares, Aripongan, Aripongan and Lota. I don't poo on beat on low days to the David Mew. I go like Yasov Yaga. The Raga will pay away at the Kudan and Lolomia, who could Mesara Doma, Yailawale. Temesara. Let by me, no, Pesat by me, no, Tua by me, Doma by me, the pony cheek one each other. No, now sharp by me, now you're the dweedy by me, bit of new child me, new child as I in a yaw me, as I am a ure bo me, ure navy or Magonari, Octopia be Gaunari or the Kale, a bear, Chokadu and a sache, we don't do it if you're on Lota. Send it, as I did the twilly deception for ya, Dilu Toa. Erelu Toa the Luwe, the Raga Pebo, a low de a loading hachi. Ama dati eat Manganet and Shivo. Kona Biore, Raga had Dilu Piti Shide, Toa Shine, Dilu Shime, Moha Shine, Dilu Piti Shide. Raga Pigumine, Dola Pigumine, Moha Pitigumine. Badune Miena also, Tamarati Miena. My mere notion, but look me to do pageant as a chipmane. A bit Miena divine, a Maniana look her. Poido de Rea, a Mamma Mia Moody, a Mamma Miena Kajano, the Chumiale, Mangala Masane, Nga Doda Chi, Nga Seku, Lamatine, no, Nga Doda, Lamatine, Likanya Sura.
အတိုင်းဒါရှိတယ်တို့ဘာလို့ချင်းချောက်သေးတာတော့လျှော့ပေးမဲ့အစားမှာ तू ကပဲအနိုင်ယူလိုက်တာနော်သိခံတယ်ဆိုတာနော်အကန့်အသတ်ရှိတယ်သိခံနိုင်တဲ့အတိုင်းဒါမင်းလွန်လာမဲ့ဟောဝမ်းနေပါလေပေးတယ်ကြည့်လောဘလည်းဒီတိုင်းနေမှာပဲနော်အဲ့တော့ဒေါသနဲ့ပတ်သက်လာရင်တော့လူတွေကကိုယ့်ကိုယ်တည်းချီးမွမ်းတယ်နော်စိတ်တူတယ်စိတ်တူတာလေးပဲဂုဏ်ယူပြီးတော့ပြောနေကြပူပေါင်းပြီးတော့လှုပ်ကြအားလုံးဟာတစ်ခုမှပါမဖြစ်ငယ်တုန်းကဖတ်စာလေးတော့အင်္ဂလိပ်ဖတ်စာစာအုပ်ကလေးဖတ်တဲ့အခါခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရက်တွေဒီအစည်းဝေးထိုင်ပြီးတော့ဒီဆိုရတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့အင်္ဂါရက်တွေကယံဖြစ်ကြတယ်နော်ယံဖြစ်ကြဘယ်လိုယံဖြစ်တာတော့ဆိုဖယ်ဟာတွေတော့ဆိုခြေထောက်တို့လက်တို့မျက်လုံးတို့ပါးစပ်တို့သွားတို့အစာအိမ်တို့အကုန်လုံးယံဖြစ်ကြတယ်ပေါ့စုပြီးတော့ဘယ်လိုပြောတော့ဆိုအစာအိမ်ဆိုတဲ့ကောင်ကအတော်လူဝါးဝတယ်ပေါ့နော်ငါတို့လှုပ်ကြွေးတာသူ့ထဲကြီးပဲအကုန်သူလက်ဝဲကြီးအုပ်တယ်ပေါ့လက်ဝဲကြီးအုပ်တယ်အဲ့တော့လက်ဝဲကြီးအုပ်တဲ့အခါကျတော့အားလုံးကညှိလိုက်တယ်ခြေထောက်ကလည်းမင်းသမင်းရှိတဲ့စီမသွားရအောင်လက်ဆိုတဲ့ကောင်လည်းမင်းယူမပေးနဲ့ဒီကောင်လူပါဝတယ်အငတ်ထားမယ်ပေါ့လက်ကလည်းယူမပေးဘူးပါးစပ်ကလည်းဖွင့်မပေးနဲ့မင်းပိတ်ထားအဲ့တကားသွားကိုလည်းမင်းမဝါနဲ့ဘာလို့လဲဆိုအစာအိမ်ဒီကောင်တော်တော်လူဝါဝတယ်ပေါ့အစာကအကုန်ကြီးပဲသူ့ထဲပဲလက်ဝဲကြီးအုပ်သွားတာခြေထောက်ကလည်းအစာရှိတဲ့စီသွားယုံသွားပေးရတာလက်ကလည်းယူပေးရပါးစပ်ကလည်းဝါယုံဝါပေးရဒီကောင်ထဲအကုန်ရောက်သွားတယ်လက်ဝဲကြီးအုပ်တယ်မကြွေးနဲ့ဒီကောင်အငတ်ထားဆိုဘာဖြစ်လာတော့ဆိုအစာအိမ်ငတ်ထားတော့ဟုတ်ပါအစာအိမ်ငတ်တဲ့အခါကျတော့ခြေထောက်ကလည်းမလှုပ်နိုင်ဘာပြက်လက်ကလည်းမလှုပ်နိုင်ပါးစပ်ကလည်းမဖွင့်နိုင်သူလက်ဝဲကြီးအုပ်ထားတာငါတို့အတွက်ပါလားဆိုသဘောပေါက်နော်ပူပေါင်းပြီးလှုပ်တဲ့သဘောကိုပြောတာအားလုံးကဆက်သွဲနေတယ်ဆိုတာတခုကဆန္ဒပြလိုက်ရင်ကျန်တာတွေအကုန်ပြုတ်ကုန်မှာပေါ့အဲ့ကြတော့မှသဘောပေါက်တဲ့လက်ကလည်းငါသွားနိုင်လာနိုင်တာသူ့ကြောင့်ပဲသူ့ထဲကိုအစာရှိနေမှာငါသွားလို့ရလက်ကလည်းမနိုင်ကြွနိုင်ဟာသူ့ကြောင့်ပါးစပ်ကလည်းငါမေးဟနိုင်တာဝါနိုင်တာသူ့ကြောင့်ဆိုတော့ပြန်ပြီးတော့အဲ့ကြတော့သဘောတူပြီးတော့ကဲမင်းယူချင်တာတွေကိုယူပါတို့ရှာပေးပါမယ်ဆိုသဘောတူသွားတဲ့ကြံ့ကြံ့ဖန်ဖန်တွေးပြီးတော့ကြံ့ကြံ့ဖန်ဖန်ရေးထားအဲ့ဒီသဘောလေးအတိုင်းပဲမဂ္ဂင်၈ပါးကလည်းနော်တမ္မာဒိဋ္ဌိကအမှန်မြင်ရမှန်မြင်အောင်အရင်စဉ်းစားအဲ့လိုအမှန်မြင်မှုအတွက်ဘာလို့တော့ဆိုရင်အမှန်စဉ်းစားတတ်ဖို့လိုတယ်ဒါတမ္မာသင်္ကပ္ပကဲအမှန်မြင်ပြီးတော့အမှန်စဉ်းစားပြီးတော့ဘာဖြစ်လို့တမ္မာဝါစာလာတော့ဆိုလူတွေကစကားပြောတယ်ဆိုတာတွေးပြီးမှပြောတာလေဒါကြောင့်မို့တမ္မာဝါစာတမ္မာသင်္ကပ္ပဆိုတဲ့အတွေးပြီးတဲ့အခါမှာစကားကိုလာမှန်ကန်တာပြောဖို့လာတယ်အလကားဆင်ထားတာမဟုတ်ဘူးနော်မှန်ကန်စွာမြင်ဖို့ဆိုတဲ့အဓိကအတွေ့မှန်ကန်စွာတွေးဖို့လိုတယ်မှန်ကန်စွာတွေးပြီးရင်လူတွေကတွေးပြီးရင်ပြောတာဖြစ်သောကြောင့်တမ္မာဝါစာအမှန်ပြောရလူတွေကပြောပြီးရင်လည်းလှုပ်တတ်တယ်ပြောတဲ့အတိုင်းဒါကြောင့်မို့တမ္မာဝါစာပြီးတဲ့အခါမှာတမ္မံကမ္မန္တမှန်မှန်ကန်ကန်လှုပ်ခြင်းဆိုတာဆက်သွယ်လာတယ်အပြောနဲ့အလုပ်စင်ကြဲလာပြီဆိုရင်အသက်မွေးမှုကလည်းစင်ကြဲတယ်တမ္မာအာဇီဝအဲ့ဒါလို့အသက်မွေးမှုစင်ကြဲတဲ့အခါမှာပြင်းနေလို့မဖြစ်ဘူးတဲ့တမ္မာဝါယာမကြိုးစားအထောက်ရမယ်အဲ့ဒါလို့အထုတ်ပြီးဆိုတဲ့ကတတိထားရမယ်တဲ့တမ္မာတတိအထုတ်ပြီးဆိုတဲ့ကတတိထားပြီးလို့ဆိုတဲ့အခါမှာစိတ်ကလေးငြိမ်အောင်လုပ်ဖို့လိုတယ်ဆိုတော့တမ္မာသမာဓိအဲ့ဒါတွေအကုန်ပေါင်းလိုက်တဲ့အခါကျတော့အလုံးဟာတမ္မာဒိဋ္ဌိအတွက်ထောက်ကူပြုပြီးတော့အသိဉာဏ်ရရှိခြင်းဆိုတာကိုလာတာအကုန်လုံးအင်အားဟာဒီအင်အားတွေအကုန်ပေါင်းလိုက်မှအမှန်မြင်တယ်ဆိုတာဖြစ်တာတခုတည်းနဲ့မဖြစ်ဘူးနော်အလုံးစုပေါင်းဒါကြောင့်မလို့မဂ္ဂင်၈ပါးဆိုတာဒီလိုလည်းမအောင်မေ့နဲ့မဂ္ဂင်က၈ပါးကြီးဘာလို့လို့တော့တခုဆိုရင်တမ္မာဒိဋ္ဌိပညာရှိရင်မပြီးဘူးလားမပြီးဘူးနော်တမာတိမရှိဘဲနဲ့ပညာမရဘူးဒါကြောင့်ဒါဖြင့်တမာတိနဲ့ပညာဒီနှစ်ခုလုံးလိုက်ပြီးတာပဲဘာလို့တီလာလာရှုပ်နေရမှာတော့တီလာမပိုင်တမာတိမဖြစ်ဘူးဟော
အားလုံးဟာခွင်းဆက်တွေနေတာနော်ခွင်းဆက်ခုနကလို့ခြေထောက်ကအစာရှိတဲ့စီသွားပေးရတာခြေထောက်ကိုအသုံးမချဘူးမအောင်မိတ်လေနဲ့ခမင်းယူလာတာနဲ့သွားမတွက်လေနဲ့နော်အဲ့ဒါလို့မဂ်ခင်၈ပါးကိုမြတ်စွာဘုရားကအခုလို့ဆက်သွယ်မှုလေးတွေနဲ့မြတ်စွာဘုရားစနစ်တကျဟောထားတာမဟုတ်အားလုံးပေါင်းလိုက်တဲ့အခါမှာအဓိကကတော့အမှန်သိခြင်းဆိုတဲ့တမန်ဒိဋ္ဌိကလွှမ်းမိုးချုပ်ကင်သွားတာပဲနောက်ဆုံးမှာအဲ့ဒါလို့သူလွှမ်းမိုးချုပ်ကင်နိုင်ဖို့အတွက်သူ့ကိုအကူအညီပေးရမယ့်ဟာတွေကဘာတွေတုံးဆိုတမန်သင်္ကပ္ပကအကူအညီပေးရမယ်တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိတွေကအကူအညီပေးရမယ်အဲ့ဒါလို့အကူအညီပေးနိုင်ဖို့အခြေခံဖြစ်တဲ့တမ္မာဝါစာတမ္မာကမ္မန္တဆိုတဲ့သီလကအခြေခံရမယ်အဲ့ဒါလို့အခြေခံတဲ့အခါမှာဒီမဂ်ခင်၈ပါးပူးပေါင်းပြီးတော့ဟန်ချက်ညီညီနဲ့သဘာဝတရားကိုစူးစမ်းရှာဖွေတယ်အမှန်တွေ့အောင်စူးစမ်းရှာဖွေပြီးဆိုရင်ဒါဝိပဿနာလို့ခေါ်တယ်ဝိဆိုတာထူးထူးခြားခြားပဿနာရှုမြင်တာတာမန်ပုဂ္ဂိုလ်တွေမြင်တဲ့အနေအထားမျိုးမြင်တာမဟုတ်ဘူးနောက်တနည်းပြောမယ်ဆိုရင်ဝိဝိထေနအာကာရေနပတ္တိတိဝိပဿနာလို့ဆိုတဲ့အတိုင်းအနိစ္စဆိုတာလည်းမြင်တယ်ဒုက္ခဆိုတာလည်းမြင်တယ်အနတ္တဆိုတာလည်းမြင်တယ်တကယ်တော့ဝိပဿနာဆိုတာမြင်ရိုးမြင်စဉ်မြင်တာမဟုတ်ဘူးမြင်ရိုးမြင်စဉ်ဆိုတာကဘာလဲမြဲတယ်လို့မြင်တယ်ချမ်းသာတယ်လို့မြင်တယ်ကိုယ်လုံးလို့ဖြစ်တယ်လို့မြင်တယ်အဲ့ဒီအမြင်မျိုးတွေကဆန့်ကျင်ပြီးတော့မြင်တဲ့အမြင်မျိုးကိုလည်းဝိပဿနာလို့ပြောလို့ရှိရင်မှားယွင်းစရာအကြောင်းမရှိဘူးအဲ့ဒီဝိပဿနာဉာဏ်ဆိုတာဘယ်သူဥဆောင်တာတုံးဆိုတမ္မာဒိဋ္ဌိဥဆောင်အဲ့ဒီဉာဏ်ဖြစ်ဖို့ဘယ်သူတွေကအထောက်အကူပြုရတာတုံးဆိုတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိလို့ဆိုရင်ဉာဏ်နဲ့မဂ္ဂင်9ပါးအထောက်အကူပြုတာသူတို့မပါရင်အားမရှိမဖြစ်နဲ့ဒီလိုဆက်လို့လိုက်နော်အားလုံးဟာပူးပေါင်းဆောင်ရွက်လို့ဝိပဿနာဉာဏ်အရှင်းရှင်းတန်လာပြီဆိုတဲ့အချိန်မှာဝိပဿနာဉာဏ်ရဲ့စွမ်းအားကြောင့်ဒီမဂ္ဂင်၈ပါးဟာပါဖက်ဖြစ်လာဒီမဂ္ဂဆိုတာဒီ၈ခုကိုခေါ်တာ၈ခုအပေါင်းကိုမဂ္ဂလို့ခေါ်တယ်အင်္ဂလိပ်လိုတော့ the path လို့ပြန်တာလမ်းပေါ့နော်ဒီ၈ခုပေါင်းထားမှမဂ္ဂလို့ခေါ်တာတစ်ခုတည်းကိုမခေါ်ဘူးအားလုံးပေါင်းထားတဲ့အပေါင်း8 in 1ပေါ့နော်8 in 1ဒီတစ်ခုတည်း၈ခုကိုတစ်ခုတည်းလှုပ်ထားတာအဲ့ဒီတစ်ခုတည်းဟာစွမ်းဆောင်မှုတွေထက်မြက်လာပြီဆိုတဲ့အခါမှာသင်္ခါရအာယုံကိုကြော်ဖြတ်ပြီးတော့သင်္ခါရရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာကိုမြင်လိုက်တယ်မြင်လိုက်တာနဲ့တပြိုင်နက်ကိလေသာတွေကိုအစဉ်စဉ်ပယ်သွားပြီးနောက်ဆုံးမှာကိလေသာအာတော်တွေအလုံးခင်းစင်တဲ့အဆင့်သူကရာဂကိုလည်းဖယ်ပလိုက်တယ်ဒေါသကိုလည်းဖယ်ပလိုက်တယ်မောဟကိုလည်းဖယ်ပလိုက်တယ်ရာဂဒေါသမောဟကြောင့်ဖြစ်ပေါ်လာတဲ့အကုသိုလ်တွေမှန်သမျှကိုလည်းအကုန်လုံးရှင်းပစ်လိုက်တယ်ဘယ်သူကရှင်းတော့ဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါမှာ message ပေါ်လာတဲ့အခါရှင်းလိုက်တယ်အကုန်လုံးဒါလို့ဆိုလိုတာနော်ဒါကြောင့်မို့လို့ message ကိုဒီမဂ္ဂင်၈ပါးကိုပဲဝိပဿနာဆိုတာလည်းဒီမဂ္ဂင်၈ပါးကိုခေါ်တာနော်ဝိပဿနာဆိုတာလည်းဒီမဂ္ဂင်၈ပါးအစုအဝေးပဲဒါကိုပုပ္ပဘာကမက်လို့ခေါ်တယ်သူစွမ်းအားပြည့်လာတဲ့အခါမှာပေါ်လာတဲ့အတိတ်မင့်ခေါ်တာပေါ့ရရှိလာတဲ့အကျိုးလို့လည်းပြောလို့ရတယ်ဝိပဿနာရဲ့အကျိုးဆက်လို့ပြောလို့ရတယ်အဲ့ဒါက message လောကုတ္တရာလောကုတ္တရာဆိုတာလောကလို့ဆိုတဲ့သင်္ခါရအာယုံကိုဖြတ်ကျော်ပြီးတော့နိဗ္ဗာန်ကိုမြင်တာကိုပြောတာနော်သင်္ခါရကိုဖြတ်ကျော်ပြီးတော့ဝိသင်္ခါရသင်္ခါရမရှိတဲ့အာယုံကိုယူနိုင်တဲ့အဓိပ္ပာယ်ဒီလိုဆိုတော့အဲ့ဒါကိုမြင်လိုက်မှကိလေသာရာဂကိုပယ်လို့ရတယ်ဒေါသကိုပယ်လို့ရတယ်မောဟကိုပယ်လို့ရတယ်ဝိပဿနာအဆင့်မှာဆိုရင်အားပြော့အောင်ပဲလုပ်လို့ရတယ်ပယ်လို့မရသေးဘူးတခဏအနေနဲ့သာပယ်လို့ရတယ်ဆိုလိုတာကပယ်လို့ရတာအတိုင်းအတာတစ်ခုရတာပယ်လို့ရတယ် positive ဖြစ်နေတာကို negative ဖြစ်အောင်လုပ်လို့မရဘူးလို့ဒီလိုဆိုလိုတယ်နော် positive ဖြစ်နေတယ်အနုတ္တယဓာတ်နဲ့ရှိနေတာကိုလုံးဝပျောက်ကင်းတော့အောင်လုပ်လို့မရဘူး message ပေါ်တဲ့အခါမှာ positive ကို negative ဖြစ်အောင်လုပ်တာလို့ဒီလိုဆိုလိုတာနော်အေးဒါကြောင့်မလို့မဂ္ဂင်၈ပါးအကျင့်တရားဟာရာဂပယ်ဖို့ဒေါသပယ်ဖို့မောဟပယ်ဖို့အကျင့်တရားဖြစ်တယ်ဆိုတော့ရှင်အာနန္ဒာကဒီလိုရှင်းပြတဲ့အခါသန္နပရပိုက်ကြီးကပြောတာအရှင်ဘုရားတို့ရဲ့လမ်းစဉ်နဲ့အကျင့်ဟာကောင်းပါပြီလေရှင်ဘုရားတို့မမေ့မလျော့ကြိုးစားကြပါသူတော့မလုပ်ဘူးစကားဆုံးတတ်သွားတယ်အဲ့နာနော်သူတော့လက်ခံသွားတယ်လို့မပါဘူးနော်
ကောင်းပါလေရှင်ဘုရားတို့လမ်းစဉ်နဲ့ဟာမတန်မှမှန်ကန်ပါလေပေါ့အေးဒီတုတ်တံမှာဒီလောက်နဲ့ဆုံးသက်ထားတာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တိကျသောလက်တွေ့ကျသောအဆုံးအမဟာအကြောင်းနဲ့အကျိုးနဲ့အဆိုးနဲ့အကောင်းနဲ့အဆိုးဆိုတာကိုတိတိကျကျဝေဖန်ပြီးတော့တကယ်ကိုလှုပ်လို့ဖြစ်တဲ့အကျင့်တရားလှုပ်လို့ဖြစ်တဲ့အဆုံးအမမျိုးမှာလမ်းစဉ်ရောအကျင့်ရောအကုန်ပြည့်ပြည့်စုံစုံဘယ်တုတ်တံမှာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောကြားထားတာမြတ်စွာဘုရားဟောထားတဲ့အတိုင်းရှင်အနန္ဒာစတဲ့တာဝကတွေလည်းဟောကြားတာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လက်တွေ့ကျတဲ့အဆုံးအမရထားတဲ့အခါမှာတို့တွေဘက်ကလှုပ်ဖို့ပဲကြံတော့တယ်လှုပ်လို့ဖြစ်နိုင်တဲ့အဆုံးအမတိုင်းတို့တွေဟာမမိတ်မတုံလုံးလဝီရိယတတိကြီးစာထားပြီးကျင့်ကြံကြိုးကုပ်အာထုတ်မှနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျကြိုးစားအာထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ယူပါဝင်ငွေလာမင်းနှင့်ရောင်ကြီးရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဝေတံကျွဲ့မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လန်၍နေကြပါစေကုန်တည်း